ဒီဈေးလေးကတော့လက်လက်ဆက်ဆက်ဟင်းသီးဟင်းရွက်တွေစုံလင်ပြီးတော့အမြဲတမ်းစီကားနေတဲ့ကျွန်တော်တို့ရဲ့မန္တလေးလမ်းဈေးလေးပဲဖြစ်ပါတယ်ကျွန်တော်အပါအဝင်လူတော်တော်များများကအရသာဆိုရင်ခက်လေးလေးခက်ဆက်ဆက်ပဲကြိုက်တတ်ကြတာသဘာဝပါတွေ့ပြီလားဗျာအရသာအရန်ရှိလေးလဲလေးရမယ်ဆက်လဲဆက်ရမယ်ဒါမှကျွန်တော်တို့ style ဗျဒါမျိုးစားရမယ်ဆိုလို့ကတော့ပတ်ဝန်းကျင်လဲမေ့ခေါင်းကိုမဖော်တော့တာပါကျွန်တော်အခုလိုနေ့စဉ်စားကျင်တာစားပြီးတော့အစားအသောက်ထဲကပါလာတဲ့အဆီတွေအဆက်တွေအက်ဆစ်ဓာတ်တွေကိုစေးကြောတန့်စင်ပေးနေတာကတော့ Alka Max ဆက်ကနေထွက်တဲ့ Alkaline ရေပါပဲဗျာခန္ဓာကိုယ်ရဲ့အစာချေစနစ်ကိုပိုကောင်းပြီးတော့အမြဲတမ်းလန်းဆန်းစေပါတယ်ဗျာအစားအသောက်တွေဘလောက်အထိပဲဆွဲဆောင်ဘလောက်အထိပဲစား Alka Max ရေကိုတတိတရတောက်ပြီးတော့သင်ရဲ့ဘဝအရေးအသွေးကိုမြင့်တင်လိုက်ပါ